Hello အားလုံးမင်္ဂလာပါ Mr. PC1 Gaming YouTube Channel ကနေမိတ်ဆွေတငယ်ကျွန်တော်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ Okay ဒီတစ်ခေါက်ဗီဒီယိုလေးကတော့ကျွန်တော်တို့ PUBG Mobile မှာ Ducati Create ဆိုတဲ့ဒီဆိုင်ကလုံးဝအမှန်ကန်Matic skin တွေထွက်ရှိလာတယ်ပေါ့နော်ဒီဆိုင်က Matic skin တွေ Matic ဆိုင်ကတွေအလန်းတွေကိုကျွန်တော်တို့အနေနဲ့ UC နည်းနည်းလေးပေါင်းလိုက်မှာကျွန်တော်အနေနဲ့တစ်ချက်ရှင်းပြပေးမယ်ပေါ့နော်ဒီ Ducati ကျွန်တော်တို့ motorcycle create မှာဒီလုံးဝဆိုင်က skin အလန်းတွေပါဝင်မယ်ဒီထဲမှာတော့ Matic ဆိုင်ကတွေရောရိုးရိုး legendary ဆိုင်ကတွေရောပါဝင်မယ်ပြီးရင်ကျွန်တော်တို့ရဲ့ Matic ဒီ outfit skin တွေပြီးကျွန်တော်တို့အနေနဲ့ helmet တွေပြီးရင်တော့ပတ်တွေဓာတ်ပေါဝင်လဲပြီးတော့ upgrade တင်လို့ရတယ် engine ပုံစံမျိုးလေးပေါ့နော်ဒီလိုမျိုး skin လေးတွေပါဝင်နေပေါ့ဗျာအဓိကနေတော့သူ့ရဲ့ Ducati လုံးဝ motorcycle အလန်းစားကြီးတော်တော်လေးကိုမိုက်တယ်ပေါ့နော် animation တွေရတယ်ကျွန်တော်တို့ဒီ Migo တွေထွက်တဲ့ animation တွေပါဝင်မယ်ဒါပေမဲ့ဒီကောင်ကဆိုင်ကဖြစ်တဲ့အတွက်ကြောင့်မလို့တော့ကားတွေလိုမျိုးတော့KMS တွေပါရတော့မရဘူးပေါ့နော်Okay သူမှပေါဝင်လာတော့တခြားသော legendary motorcycle တွေကလည်းတော်တော်လေးမိုက်တယ် legendary skin motorcycle ကနှစ်ခုပါဝင်မယ်ပေါ့နော် Matic motorcycle လည်းနှစ်ခုပြီးတော့ကျွန်တော်တခြားသော skin တွေဖြစ် pepper skin တွေပါဝင်မယ်ပြီးတော့ hammer skin တွေပါဝင်မယ်ပေါ့နော်ပြီးရင်တော့တခြားသော gun skin လေးတွေလည်းဒါလေးလည်းပါဝင်မယ်ပေါ့နော်raw skin လေးတွေကတော့ Ducati ရဲ့ official hoodie တွေပါမယ်ပေါင်းမီတွေပြီးရင်ဘနက်ပြီးရင် jacket တွေပါမယ်ပြီးတော့တခြားသော helmet ပေါ့နော် head gear တွေပြီးရင်သူ့ရဲ့ဘောက gravity လေးတွေစေးပုံလေးတွေထိုင်ပါမယ်ပေါ့နော် okay ကျွန်တော်ပထမဆုံးတစ်ချိန်နဲ့ဒီနေ့တာအတွက်UC စနစ်နဲ့ကန်ဆန်းလို့ရရှိပေါ့နော်ကျွန်တော်အဲ့ဒီတစ်ချက်ကန်ဆန်းကြည့်မယ်ပေါ့ဘာကြီးပေါက်မလဲဘာကြီးကန်ကောင်းမလဲကြည့်လိုက်ကြအောင်စေဘူးနှစ်ဘူးလည်းမစိုးသေးဘူးလို့တော့ပြောရမှာပေါ့နော်စေဘူးနှစ်ဘူးလောက်တော့ကျွန်တော်တို့UC စနစ်နဲ့ရလိုက်တယ်ပေါ့ဗျာ Okay ဒါဆိုတော့မိတ်ဆွေတငယ်ကျွန်တော်ဒီ Ducati Create ကိုကျွန်တော်အနေနဲ့ဖောက်တင်လာပေါ့နော်ကျွန်တော်အနေနဲ့ဖောက်တင်တယ်လို့တော့အကြံတော့ပေးခြင်းတယ်ဒါပေမဲ့ UC 9000တော့အနည်းဆုံးသုံးရမယ်ဒါမှကျွန်တော်တို့ motorcycle တစ်စီးရတော့ကျွန်တော်တို့တေချာပေါက်ရနိုင်တယ်တချို့ဆိုရင်ကျွန်တော်တို့ UC 9000အတွင်းမှာပဲကျွန်တော်တို့ Matic ဒီ motorcycle တခုတော့ရသွားပြီပေါ့နော်ကျွန်တော်ကတော့ဒီ Ducati motorcycle တော့အရင်တော့မကြဘူးပေါ့နော်ဘာလို့လဲဆိုတော့ cycle ကြိုက်တော့ကြိုက်တယ်ဗျာဒါပေမဲ့ UC 9000လောက်ကြီးထီတော့မသုံးချင်ဘူးပေါ့နော်အဲ့ဒီတကယ်ကျွန်တော်ဒီ Ducati motorcycle ကိုကြိုက်လားမကြိုက်လားကျွန်တော်ဒီ video ရဲ့ comment မှာဝင်ရောက်ပြောကြားနိုင်ပါတယ် Okay ပါဒီ video လေးကတော့ဒီလောက်ပါပဲเนาะဒီ video လေးကိုကြိုက်နေတဲ့ဆိုရင်မိတ်ဆွေတကယ်ကျွန်တော်အနေနဲ့ like subscribe ပြုလုပ်နိုင်ပါတယ်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေတကယ်ကျွန်တော်ဒုတိယချင်းစီတိုင်းကျေးဇူးတင်ပါတယ်နောက် video မှာပြန်တွေ့ကြမယ်เนาะကဲအားလုံးပဲ bye bye